ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ G12 Economic YouTube Channel ကနေကျောင်းသားကျောင်းသူများဆရာဆရာမများအားလုံးကိုကြိုဆိုပါရစေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်းနဲ့ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်သင်ခန်းစာလေးကတော့မေခွန်းဟောင်းတစ်ပုဒ်ဖြစ်တဲ့2026ရဲ့အခန်း3တွက်စာလေးကိုဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့ဒီတွက်စာလေးကိုမဆွေးနွေးခင်မှာအဲ့တော့ကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ်ဆရာဆရာမတွေပဲဖြစ်ဖြစ်မြင်းကွေးဆွဲတဲ့အပိုင်းတွေကိုကျွန်တော်သိစိတ်ရှင်းပြမယ်မြင်းကွေးမှာစကီးတွေကိုမှတ်မှန်းအောင်ဘယ်လိုသတ်မှတ်ရမလဲဘယ်ချိန်မဲ့ကောက်ဆွဲဆွဲမြင်းကွေးမှာပုံသေးနီးတွေစကီးထားတဲ့ပုံသေးနီးတွေရှိတယ်အဲ့တော့စကီးထားတဲ့ပုံသေးနီးတွေမှန်မှသာလျှင်ကျွန်တော်တို့ကမြင်းကွေးမှန်မှာဖြစ်တယ်အဲကြောင့်လို့မြင်းကွေးမှန်ကန်ဖို့အတွက်ဆိုရင်ဒေါင်လိုက်စကီးနဲ့အလျားလိုက်စကီးတနည်းအားဖြင့်ဒေါင်လိုက်ဝင်ရိုးအလျားလိုက်ဝင်ရိုးမှာစကီးသတ်မှတ်ချက်တွေကိုကျွန်တော်တို့ကဟာလာပုံသေးမှတ်ထားတဲ့နီးတွေရှိတယ်အဲ့တော့ဘယ်လိုမှတ်တယ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးမယ်တကယ်လို့ဒီအပိုင်းနေမှာကိုယ့်ရဲ့ downline scale နဲ့အလျားလိုက် scale ကမှားပြီဟေ့ဆိုရင်ကျွန်တော်တို့ကပုံမှန်မရတော့ဘူးပုံကတခုဒီမှာဆိုရင်ပုံကအနည်းဆုံး4မှတ်နဲ့5မှတ်ကြာမှာပြီးတယ်เนาะအခန်း3ပဲဖြစ်ဖြစ်အခန်း2ပဲဖြစ်ဖြစ်4မှတ်5မှတ်အနည်းဆုံးရတယ်ဟုတ်เนาะအဲ့လိုမျိုးနေရာမှာပုံမှန်မှန်ဘူးဆိုရင် scale မှားပြီဆိုရင်ပုံကမှားပြီအဲ့တော့အတွေ့အကြုံနူးနေတဲ့ဆရာဆရာမတွေနောက်တစ်ခါကျောင်းသားကျောင်းသူတွေဒီသင်ခန်းစာဗီဒီယိုဖိုင်လေးကိုအဲ့ဒါလက်မှတ်လုပ်ဖဲနဲ့ကြီးတင်နေဆိုတဲ့အကြောင်းဘာဖြစ်လဲအကြံပြုလိုက်ပါတယ်အဲကျွန်တော်တို့ကမေးခွန်းလေးကိုဆက်ပြောမှာပေါ့နော်မေးခွန်းကမြန်မာပြည်မေးခွန်းဖြစ်တယ်မြန်မာပြည်မေးခွန်းတွေကမှနေရာစုံမှာမေးတာဘယ်နေရာတွေမှာမေးတာလဲဆိုရင်ရန်ကုန်မန္တလေးနေပြည်တော်အေရဝတီအဲ့ဒါအစရှိသဖြင့်เนาะနေရာတော်တော်များများမှာမေးသွားတဲ့မေးခွန်းလေးပေါ့နော်အဲ့တော့ဒီတော်တော်များများမြန်မာပြည်မေးခွန်းနှစ်စုံမှာဒီအစုံကအမေးများတဲ့အစုံပဲအဲ့ထက်ကနေကျွန်တော်တို့ကဘာဖြစ်အခန်း3တွက်စာလေးဖြစ်တယ်အခန်း3မှာကုံထွက်ကြအဲ့တော့စုစုပေါင်းဈေးရှင်ရဲ့ပေးထားတယ်ကုံထွက်က3ညကနေ9ထိစုစုပေါင်းဈေးရှင်ကအဲ့ဒါ3ညကုံထွက်3ညမှာ3ညသူကကုံထွက်3ညမှာဈေးရှင်မရှိဘူးဆိုတဲ့သဘောမျိုးပေါ့နော်အဲ့ဒါလည်းပုံနေထဲမှာလည်းဒီတိုင်းပဲအဲ့တော့အစရှိသဖြင့်ဒီလိုမျိုး100 140 190 190 250 350 480ဆိုပြီးတော့အသီးသီးကျွန်တော်တို့ပေးထားတယ်နောက်မေးခွန်းကဗာပေးထားလဲဆိုဒါနေမဲလားဆိုတော့မဟုတ်ဘူးအောက်မှာမေးခွန်းမှာပေးချက်တစ်ချက်ပါတယ်အဲ့ပေးချက်ကဗာလဲဆိုရင်စုစုပေါင်းပုံသေးစေး TFC 100ချက်ဖြစ်တယ်အဲ့တော့ TFC ကိုဇယားနဲ့မပေးဘဲနဲ့ကျောင်းသားတွေကိုဒါမှားသွားတတ်တဲ့ပုံစံမျိုးအနေနဲ့သူကပေးထားတာအဲ့တော့ဒါဆရာကိုင်ထဲမှာလည်းတပု္ပ္ပစာနှစ်ပု္ပ္ပစာရှိတယ်အဲ့လိုပုံစံမျိုးတွေပေးထားတယ်အဲ့တော့မေကွန်းဟောင်းနေမှာကြတော့ဒီလိုပုံစံမျိုးကနည်းတယ်เนาะဒီလိုပုံစံမျိုးကတပုတ်လားပဲရှိတယ်ထင်တယ်အဲ့တော့စုစုပေါင်းပုံသေးစေး TFC ကိုဇယားနဲ့ပေးတာများတယ်ဒါပေမဲ့ဒီမှာသူက100လို့ပဲအကြမ်းမြင်ရေးပေးလိုက်တာဒါဆိုရင်ဒီ100ဒီကုံထွက်3ညကနေစတတ်မှတ်ရမှာကုံထွက်3ညမှာလည်း100ပဲကုံထွက်1မှာလည်း100ပဲ2မှာလည်း100ပဲ9ထီပေါ့နော်100 100 100ဆိုပြီးတော့ဒါចောင်းသားတွေကသိရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုရင်ចောင်းသားကပုံသေးစိတ်ကိုဘယ်ရစပြီးတော့ပေးရမယ်မသိတာမျိုးလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ပုံသေးစရိတ်ဒီကုံထွက်3ညပဲဖြစ်ဖြစ်ကုံထွက်ဘလူကိန်းတွေပဲဖြစ်ဖြစ်မပြောင်းလဲသောစရိတ်ကုံထွက်3ညကနေစပြီးတော့ရှိသမျှကုံထွက်အထိမှာသူ့ရဲ့စရိတ်ကဒီတန်ဖိုးပဲ100ဆို100ပဲ200ဆို200ပဲဒီအပိုင်းတွေကသင်ခန်းစာရှင်းလင်းမှုအပိုင်းတွေမှာတည်တည်ချာချာကျွန်တော်တို့ကကျောင်းသားတွေကိုရှင်းပြဖို့လိုတယ်ဒါမှတန်လည်းကျောင်းသားတွေကအဲ့ဒါမှတ်မိမှာအဲ့တော့သူကနောက်မှာဗာပေးထားဗာဒီခိုင်းတာလဲဆိုရင်ဒီအဲ့ဒါစုစုပေါင်းစရိတ်ရှင်နဲ့စုစုပေါင်းပုံသေးစရိတ်နဲ့ပေါင်းလို့ရလာမယ်ဖြစ်တဲ့ပေါင်းရင်ရလာမယ်စုစုပေါင်းပုံသေးစုစုပေါင်းစရိတ် TC เนาะအဲ့တော့ပြန်မြစရိတ်ပြန်မြပုံသေးစရိတ် AFC ပြန်မြစရိတ်ရှင် ABC ပြန်မြစရိတ် AC နဲ့အစွန်းထွက်စရိတ် MC တို့ကိုရှာပါပြီးပြန်မြစရိတ် AC နဲ့အစွန်းထွက်စရိတ် MC တို့၏ဆက်ဆက်ပုံကိုပုံနဲ့တကွာရှင်းပြပါပုံဆွဲပြီးတော့သုံးသက်ချက်လည်းရေးပြရမယ်ရှင်းပြပါဆိုရင်သုံးသက်ချက်ပါရေးရမှာเนาะအဲ့တော့ဒီအခန်း3ကိုသင်တော့မယ်ဆိုရင်မသင်ခင်ရောသင်ပြီးသွားရင်ရောဖြစ်ဖြစ်ဘယ်ချိန်မဲ့ဖြစ်ဖြစ်အခန်း3မှာသူ့မှာမှတ်ရမယ်အချက်တွေရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒီဟာတွေပဲเนาะစုစုပေါင်းစရိတ်ဆိုတာ TC အဲ့တော့ဘာဖြစ်လို့လဲဆိုရင်မေကွန်းမှာကအမြဲတစေမြန်မာလိုနဲ့အင်္ဂလိပ်လိုနဲ့တွဲလာမှာမဟုတ်ဘူးအဲ့တော့ပုံကျွန်တော်တို့24 25မေကွန်းတွေကိုလေ့လာကြည့်တွေးလိုက်မယ်တချို့မေကွန်းတွေမှာစုစုပေါင်းစရိတ်လိုပဲပေးထားတယ်ဒါတချို့မေကွန်းတွေမှာပြန်မြပုံသေးစရိတ်ပြန်မြစရိတ်ရှင်ပြန်မြစရိတ်အစွန်းတက်စရိတ်အစရှိတဲ့မြန်မာလိုပဲပြောတာเนาะတခါတချို့မေကွန်းတွေကြတော့အင်္ဂလိပ်လိုပဲပြောတယ်အင်္ဂလိပ်လိုပဲသင်္ကေတနဲ့ပေါ့TC TVC TFC အဲ့ဒါ MC အစရှိတဲ့ဒီຢာတွေကိုရှားပါတို့မြင်းကွေးဆွဲပါတို့အစရှိတဲ့ဒီလိုလာတာအဲ့ဒီခါကြတော့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာလိုနဲ့အင်္ဂလိပ်လိုနဲ့တွဲမှတ်မိနေဖို့လိုတယ်
ကျွန်တော်ရဲ့ဒီအတွေ့အကြုံအရဆိုရင်ဒီစနစ်သစ်မှာကျောင်းသားတွေရဲ့မှတ်ဉာဏ်ဘိုင်းဆိုင်ရာတွေမှာဒီကောင်တွေကိုမမှတ်မိဘူးမှာတင်ပြီးသွားလို့တစ်ပတ်လောက်ကြာတယ်နှစ်ပတ်လောက်ကြာတယ်အခန်း3တင်ပြီးသွားလို့အဲ့ကောင်တွေပြန်ပြီးမမှတ်မိဘူးမိကုန်းတစ်ပုတ်ကိုတွက်ခိုင်းလို့ရှိရင်မိကုန်းမှာမြန်မာလိုနဲ့အင်္ဂလိပ်လိုခုလိုတွဲမလာပဲနဲ့ဒီမြန်မာလိုပဲလာတယ်မြန်မာလိုပဲပေးထားတယ်ဆိုရင်မှာဆိုပါတော့အဲ့ဒါစုစုပေါင်းပုံသေးစိတ်100ကျပ်ဖြစ်သည်ရေတန်းလုပ်ငန်းအတွက်စုစုပေါင်းစရိတ်ပြန်မြစရိတ်အစုံပြန်မြစရိတ်ရှင်ပြန်မြပုံသေးစိတ်အစုံနဲ့စိတ်တို့ကိုရှာပါအဲ့ဒါဆိုလို့ရှိရင် तू ကစုစုပေါင်းစရိတ်ဆိုတာဘာမှမသိတော့ဘူးပြန်မြပုံသေးစိတ်ဆိုတာဘာမှမသိဘူးအဲ့တော့ formula ကိုဘယ်ကနေဘယ်လိုစရေးလို့ရေးရမှမသိဘူးအစရှိစေပြီဒါကြောင့်လို့ဒီဟာတွေကိုဒီတခါတည်းကြက်ခိုင်းရမှာဖြစ်တယ်လို့တွဲပြီးတော့ကြက်ခိုင်းရမှာဖြစ်တယ်လို့နောက်တစ်ခါခဏခဏလည်းမေးနေဖို့လိုအပ်တယ်နော်တစ်ပတ်တစ်ခါလောက်ပဲဖြစ်ဖြစ်အစရှိသေးပြီအခန်း3ရဲ့ TC ဆိုရင်ဘာလဲဟိ TFC ဆိုဘာလဲဟိ TFC ဆိုရင်ဘာလဲဟိအစရှိသေးပြီဒီလိုမျိုးတွေလည်းမေးဖို့လိုအပ်တယ်နောက်တစ်ခါသူ့ရဲ့ formula တွေဒါ formula တွေဆို TC ကိုလိုချင်ရင် TFC plus ဘာဖြစ်လဲဆိုရင် TVC ဒီမှာ तू ကစုစုပေါင်းစိတ် TC ကိုရှာခိုင်းပြီ TC ရှာခိုင်းပြီဆိုဒီမှာပေးထားတဲ့ဇယားထဲမှာပေးထားတဲ့စုစုပေါင်းစရိတ်ရှင်တန်ဖိုးနဲ့ဒီစာနယ်ပေးထားတဲ့စုစုပေါင်းပုံသေးစိတ်100တွေကိုပေါင်းပေးရမှာအဲ့တော့ဒီ formula ကိုသိမှဖြစ်မှာဒီ formula ကိုလည်းအဲ့တော့ဘာပေးလို့ရှိရင်ဘယ်လိုရှာတယ်ဆိုတာအစပေါ့နော်အဲ့တော့ညီမချင်းရ TFC ကိုလိုချင်ရင်TC တွေက TVC နှုတ်တယ်အစရှိတဲ့ပြင်ပေါ့ TVC ကိုလိုချင် TC တွေက TFC နှုတ်တယ်ဒီလိုပုံသေးနည်းတွေခဏခဏသူတို့ကိုရုပ်ခိုင်းရနောက်တစ်ခါဒီမှာရှာခိုင်းတာတယ်မှာဖြစ်လေသူ့ရဲ့အဲ့ဒါဒီမှာရှာခိုင်းတာ AFC ကိုလိုချင်တယ်ဒါဆို TFC ကိုဒီကျူနယ်စာဒါတွေပြီးသွားလို့ဒီဟာတွေကဇယားကွက်ထဲမှာလည်းထည့်ရေးရမှာဖြစ်တယ်အဲ့တော့ဇယားကွက်ထဲမှာထည့်ရေးမှသာထည့်ရေးဖို့လိုအပ်တယ်နော်ဘာဖြစ်လို့လိုအပ်တာလဲဆိုရင်ပြီးရင်ရှင်းပြမယ်နောက်တစ်ခါ AVC ကိုလိုချင်လို့ရှိရင် TVC ကိုဒီကျူနယ်စာအဲ့တော့ AC ကိုလိုချင်လို့ရှိရင်TC ကိုဒီကျူနယ်စာ MC ကိုလိုချင်လို့ရှိရင် data DC ပိုင် data ကျူအစရှိတဲ့ပြင်ဒီဟာတွေနဲ့ဒီ formula တွေကကျောင်းသားတွေကိုနှုတ်တိုက်ခဏခဏမေးပေးဖို့လိုအပ်ပါတယ်ဒါမှသာလျှင်သူတို့အတွက်တွက်စာကိုကြည့်လိုက်တာနဲ့ဘာတွေလောက်ရမလဲဆိုတဲ့ပုံစံမျိုးเนาะအဲ့တော့ကျွန်တော်တို့ကဇယားကွက်ဆွဲမယ်ပေါ့ဇယားကွက်ဆွဲတော့မယ်ဆိုဇယားကွက်ဘယ်နှကွက်ဆွဲရမှာလဲဒါဆိုရင်သူပေးထားတာကုန်ထွက်ပေးထားတယ်တစ်ကွက်စုစုပေါင်းဈေးရှင်ပေးထားတော့တစ်ကွက်နှစ်ကွက်ရှိပြီ TFC လည်းသူကပေးထားတာ100လို့ပေးထားတဲ့အတွက်ကုန်ထွက်3ညကနေစပြီး9ထိအကုန်100တွေထည့်ရမှာအဲကြောင့်3ကွက်ဖြစ်သွားပြီအဲ့တော့ပြီးရင်စုစုပေါင်းစရိတ် TC စုစုပေါင်းစရိတ် TC ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ကွက်ဆိုတော့3ကွက်တစ်ကွက်ဆိုတော့4ကွက်ပြန်မြဈေးနဲ့ဆိုတော့5ကွက်ပြန်မြဈေးရှင်နဲ့ဆိုတော့6ကွက်ပြန်မြစရိတ် AC နဲ့ဆိုလို့ရှိရင်9ကွက်အဆုံးနဲ့ဈေး MC နဲ့ဆို10ကွက်ဒါဆိုရင်ခေါင်းစဉ်အရင်မတက်ဖဲနဲ့ကျွန်တော်တို့ကဇယား10ကွက်ကိုအရင်ချရမယ်အဲ့တော့အဲ့ရနေစတင်ရမှာအဲ့လိုမဟုတ်ဘဲနဲ့စာကိုကောက်ပြီးတော့အကုန်ထွက်ဆိုပြီးကောက်ရေးတယ်တကွက်ချတယ်စုစုပေါင်းဈေးရှင်တကွက်ချတယ်ရေးတယ်တကွက်ချတယ်ဆိုဇယားကွက်ကမကာတော့ဘူးကျွန်တော်တို့ကဇယားကွက်10ကွက်ကိုစာမျက်နှာတစ်မျက်နှာထဲမှာပေါင်းဆွဲမှာဖြစ်တယ်အဲ့တော့စာရေးတာကမကာရင်အောက်ကနေအပေါ်အောက်ရေးလို့ရတယ်အဲ့တော့ဘလို့ရေးရတယ်အဲ့တော့ဇယားကွက်10ကွက်ဖြစ်အောင်လို့စာရေးမရေးနဲ့ကျောင်းသားတွေကိုမှားရမယ်အဲ့တော့ဒီမှာကျောင်းသားတွေကြည့်နေတယ်ဆိုရင်လေးရှိနေကျောင်းသားတွေကဒါမှတ်ထားရမယ်ဇယားကွက်ကိုအရင်ချဇယားကွက်ဘယ်နှကွက်ချရမလဲဆိုမေးခွန်းကိုကြည့်ပေးချက်ကဘယ်နှကွက်ရှာခိုင်းတာဘယ်နှကွက်ဘယ်နှချက်ခေါင်းစဉ်ဘယ်နှခုအဲ့ဒီပုံမှာမူတည်ပြီးတော့ဇယားကွက်ကိုအရင်ချရမှာဖြစ်တယ်နော်ဒါဆိုကျွန်တော်တို့ဇယားချပြီးတော့ကိန်းလေးတွေဖြည့်ကြည့်အောင်ကျွန်တော်တို့ဒီမှာဒါလိုက်တန်းဖြည့်ထားတာပေါ့နော်ဒီမှာကုန်ထွက်တွေ3ညကနေ9စုစုပေါင်းဈေးရှင်ပေးထားတယ်စုစုပေါင်းပုံသေးဈေး100လို့ပြောတဲ့အတွက်3ညကနေစပြီးတော့9ထိ100ပြီးသူတို့နှစ်ခုပေါင်းလိုက်တဲ့အဖြစ်ဒီမှာကျွန်တော်တို့က formula လေးတွေထည့်ပေးရမယ်အဲ့ formula တွေကိုထည့်ပေးခြင်းအပြင်ကိုယ့်ရဲ့တွက်စာမှာမှားတယ်မှန်တယ်ဆိုတော့ပြန်ချိန်စတဲ့အခါမှာအသုံးဝင်တယ်ဒါလေးရေးတာလည်းဘယ်လောက်မှကြာတာမဟုတ်ဘူးကိုလည်းခေါင်းထဲမှာယာပြီးသားတွေဖြစ်တယ်အဲ့တော့ TC ကိုလိုချင် TVC နဲ့ TFC နဲ့ပေါင်း TFC နဲ့ TVC နဲ့ပေါင်းရတယ်ဘလို့ရေးဟုတ်ပါတော့အဲ့တော့ကြက်နေပေးထားတော့ပြန်မြဈေး AC ကိုလိုချင် TC ပိုင်ကျူပြန်မြဈေးရှင် AVC ကိုလိုချင် TVC ပိုင်ကျူအဲ့ဒါပြန်မြပုံသေးဈေး AFC ကိုလိုချင် TFC ပိုင်ကျူအဆုံးတဲ့ဈေး MC ကိုလိုချင် data DC ပိုင် data ကျူဒါတွေထည့်ရေးရမယ်ဒါတွေထည့်ရေးခြင်းကဘာဖြစ်လဲအမှားလဲကင်းတယ်စာစစ်သူလည်းကြိုက်တယ်เนาะအဲ့ဒီအပိုင်းတွေမှာဘာဖြစ်လဲအမှတ်တော့သူကပြောမထားဘူးဒါပေမဲ့အဲ့ဒီအပိုင်းတွေပါမှာအမှတ်ကိုပေးခြင်းတဲ့သဘောမျိုးတွေမှာတချို့နေရာတွေမှာရှိတယ်ကဲထားလိုက်တော့အဲ့ကျွန်တော်တို့ကဒီမှာเนาะအဲ့တော့ပေါင်းလိုက်တယ်ပေါ့ AC ကိုလိုချင်တဲ့ခါကြလို့ရှိရင် TC ပိုင်ကျူဆိုတဲ့အတွက်စာတိုင်းမှားမကြည့်ဖို့ចောင်းသားတွေမှားဖို့လိုတယ်ဇယားကွက်ကများလာဖြစ်လို့ကြောင့်စာတိုင်းတွေမှားတတ်တယ်
အဲ့တော့ TC လိုချင်ရင်AC ကိုလိုချင် TC ဘန်ကျူဆိုတော့ TC တွေကိုစားမှာ3ညနဲ့တန်းထဲမှာ air brake 3ခုနဲ့ MC နဲ့ကဘာမှမရှိဘူးအဲ့ဒါပုံသေးမှတ်ခိုင်းထားရမယ်နော်အဲ့တော့အခန်း3မှာ3ညကုန်ထွက်3ညနဲ့တန်းထဲမှာ AC AFC AVC MC သူတို့တွေဓာတ်တွေပဲတုံးနေခိုင်းရမယ်အဲ့ဒါပုံသေးပဲနော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့ကုန်ထွက်မရှိဘူးဆိုမှတော့ပြန်မြတွေရှာစရာမလိုဘူးအစွန်းထွက်စိတ်လည်းမရှိဘူးအဲ့လိုပြောလိုက်တာနော်ဒါကြောင့်မလို့ကုန်ထွက်1မှာTC ဖြစ်တဲ့ကြောင့်200ကို1နဲ့စားတော့200 240ကို2နဲ့စားတော့120 290ကို3နဲ့စားတော့90 290ကို4နဲ့စားတာဖြစ်တဲ့ကြောင့်82.5 350ကို9နဲ့စားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘာဖြစ်လဲဆိုလို့ရှိရင်80 450ကို6နဲ့စားတော့85 580ကို9နဲ့စားတော့82.9အဲ့လိုပဲ AVC အဲ့တိုင်း AVC ဆိုတဲ့အတွက်ကျွန်တော်တို့က TVC ကိုကြည့်ရမယ်ဒီမှာ TVC เนาะအဲ့တော့စားတိုင်းမှားလို့ရှိရင်ကိန်းကြည့်တာမှားပြီဆိုရင်တွက်တာမှားပြီတွက်တာမှားရင်ဟိုဘက်ကဆွဲခိုင်းတဲ့မြင်ကွေလည်းမှားပြီနော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကျောင်းသားတွေကိုသေချာမှားမယ်မှားတတ်တယ်ဆိုရင်ပေတံလေးနဲ့အဲ့စားတိုင်းလေးကိုပေတံလေးနဲ့ဒါဘာဖြစ်လဲဆိုရင်ကတ်ထားပေါ့ပေတံလေးချထားဒါမှမဟုတ်လို့ရှိရင်လည်းကိုဆွဲမဲ့မြင်ကွေကိုတွက်မဲ့ဇရာကွက်ကလေးကိုခဲလေးနဲ့ချစ်လိုက်မခဲလေးနဲ့တစ်ကလေးချစ်ထားလိုက်ဒီဇရာကွက်ကိုတို့ကတွက်မှာဒီဇရာကွက်ကိုယူသုံးမှာဒီဇရာကွက်ကိုဘာဖြစ်လဲသုံးပြီးတော့ကုန်ထွက်တွေနဲ့စားမယ်အဲ့လိုမျိုးပေါ့နော်100ကို1နဲ့စားတော့100 140ကို2နဲ့စားတော့80တော့190ကိုဒါဘာဖြစ်လဲဆိုရင်190ကို3နဲ့စားတော့56.8 190ကို4နဲ့စားတော့49.5 250ကို5နဲ့စားတော့50 350ကို6နဲ့စားတော့58.3အဲ့တော့ဒသမဂိမ်းနေမပြတ်ဂိမ်းတွေကိုဒသမတနေရာယူရပြီဘာဖြစ်လို့လဲဆိုတော့ပုံဆွဲတဲ့အခါဒသမတနေရာလောက်ပဲအဲ့ဒသမကလည်းမှန်းတာလောက်ပဲအတိအကျကြီးမလိုဘူးနောက်တော့က480ကို9နဲ့စားတော့68.6အဲ့တော့ TFC ကိုပြောမှာTFC 100တွေကြီးပဲ100တွေကိုဒါ1နဲ့စားတယ်2နဲ့စားတယ်3နဲ့စားတော့3.ဒီမှာ sorry ဒီမှာ33ဒီမှာ33.3ဒီမှာ3တလုံးကျန်ခဲ့တာเนาะ33.3ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင်100ကို4နဲ့စားတော့25 100ကိုဒီနေရာမှာเนาะဒီနေရာလေးကိုပြောတာsorry ဒါလေးเนาะဒီနေရာမှာ33ပေါ့เนาะ33เนาะ33.3ဖြစ်မှာเนาะ33.3ပေါ့33.3 100ကို4နဲ့စားတော့25 100ကို5နဲ့စားတော့20 100ကို6နဲ့စားတော့ 16.8 100ကို9နဲ့စားတော့ 14.3 MC ကြတော့ကျွန်တော်တို့က TC ကိုနှုတ်ပင်ရပြီ data ကျူလို့ပြောတဲ့ data ကျူတွေက1တွေကြီးပဲခြားနာချက်ကအဲ့တော့3ညကနေ1ကိုဘယ်လောက်ခြားနာဆို1ပဲခြားနာတာအဲ့တော့ဒီမှာတော့တချို့လူတွေအတွက်ကတော့မလိုအပ်ဘူးเนาะအစ်တွေပေါ့နော်ဒီနေ့မှတင်မဲ့သူတွေမှာ3ညကနေ1ကိုပြောင်းလဲတယ်ဘယ်လောက်ပြောင်းလဲ1ပြောင်းလဲတာအဲ့တော့ TC ကိုကြည့်လိုက်လို့ရှိရင် TC က100ကနေ100 200ဆိုတဲ့အတွက်အဲ့တော့မှတ်ထားရမယ်အဲ့တော့ MC ကိုလိုချင်ရင်เนาะအဲ့တော့ဒီမှာအကုန်လုံးကနှုတ်ကြည့်လိုက်အကုန်1တွေကြီးပဲရမှာเนาะအောက်က data ကျူလို့ပြောတဲ့နေရာမှာ data ကျူဆိုတာကျူရဲ့ပြောင်းလဲမှုကိုလိုချင်ရင်အောက်ကိန်းကနေအပေါ်ကိန်းကိုပြန်နှုတ်တာ1ကနေ3ညကိုနှုတ်တော့1 2ကနေ1ကိုနှုတ်တော့လေ1ပဲ3ကနေ2ကိုပြန်နှုတ်ရင်လည်း1ပဲ4ကနေ3ကိုနှုတ်လဲ1ပဲ5ကနေ4ကိုနှုတ်လဲ1ပဲအဲ့တော့ပိုင်းခြေတွေကအမြဲတမ်း1တွေပဲဒါကြောင့်မလို့ဘာဂိမ်းကိုပဲ1နဲ့စားအပေါ်ကဂိမ်းနဲ့ပြန်ရတာဒါကြောင့်မလို့အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင် TC က200တဲ့က100ကိုနှုတ်တာဖြစ်တဲ့အကြောင်းဒီမှာ100ရတယ်240တဲ့က100ကိုနှုတ်တာဖြစ်ကြောင်း40ရတယ်290တဲ့က240ကိုနှုတ်တော့30ရတယ်ပိုင်းကြီးက1ဆိုတော့1နဲ့စားတော့30ပဲ290တွေက290ကိုနှုတ်တော့20ရတယ်350တွေက290ကိုနှုတ်တော့60ရတယ်450တွေက350ကိုနှုတ်တော့100ရတယ်580တွေက450ကိုနှုတ်တော့130ရတယ်ဒါလေးတွေเนาะဒါလေးတွေကိုကျွန်တော်တို့ကတည်တည်ချာချာရှင်းပြဖို့လိုတယ်ပေါ့နော်ဒီ2နှစ်3နှစ်သင်ပြီးသားအတွေ့အကြုံရှိတဲ့လူတွေကဒီလောက်ကမလိုအပ်တော့ဘူးဒီနှစ်မှာသင်ရမယ် eco ဘာသာရပ်ကိုဒီနှစ်မှာယာရုတိုးပြီးတော့ဒီနှစ်မှာသင်ရတာအစရှိတဲ့ပြင်ဘာသာရပ်အပြောင်းလဲကြောင့်သင်ရတာတွေဒီလိုလူတွေအတွက်အခုကျွန်တော်ကအသေးစိတ်ဒီသင်ခန်းစာမှာပြောခြင်းဖြစ်ပါတယ်
အဲ့တော့ဒီကကျွန်တော်တို့တွက်ချက်ပြီးသွားပြီပေါ့တွက်ချက်မှုအတွက်ကဒီမှာဘယ်လောက်ပေးလဲဆိုရင်အဲ့တော့ TC ရှာတာက 0.5 AC ရှာတာက 0.5 ABC ရှာတာက 0.5 AFC ရှာတာက 0.5 ဒီအတွက်ကို2မှတ်ပေးတယ် MC က1မှတ်ပေးတော့3မှတ်ဒီဇယားမှာ3မှတ်ပေးထားတယ်နော်3မှတ်ဒီပေးထားတယ်ကျွန်တော်ပါဇက်နဲ့ပဲပြောလိုက်တော့မယ်နော်စာနဲ့ရေးမပေးတော့အဲ့တော့ကျွန်တော်တို့ကအလျားလိုက်ဝင်ရိုးကကုံထွက်ဒေါင်လိုက်ဝင်ရိုးကဇရိတ်ကိုလည်းသူ့ရဲ့မေးခွန်းကိုပြန်ကြည့်လို့ရှိရင်ဇရိတ်မှာသူကဘာနဲ့ဘာပဲတွက်ခိုင်းတာလဲဆိုရင်မြင်းခွေးဆွဲခိုင်းတာလဲဆိုရင် AC နဲ့ MC နှစ်ခုကိုပဲမြင်းခွေးဆွဲခိုင်းတယ်ရှင်းပြခိုင်းတယ်ကျန်တဲ့ပုံတွေဆွဲစရာမလိုဘူးနော်ကျန်တဲ့ကောင်တွေကျွန်တော်တို့ကဆွဲစရာမလိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီမှာ color လေးပြထားတယ် AC နဲ့ MC နဲ့ပုံထွက်ကတော့9အထိပေါ့အဲ့တော့ကျွန်တော်တို့ကចောင်းသားတွေကိုပုံသေးကုံထွက်ကိုအလျားလိုက်ပေါ့နော်အလျားလိုက်ဝင်ရိုးမှာကုံထွက်ကိုကျွန်တော်တို့ကလက်မဘက်ကထားမယ်ကျွန်တော်လက်မဘက်ကထားမယ်ဒါလေးတစ်ချက်မြင်းမှာပေးတန်းမှာလက်မဘက်ကထားမယ်ဒါကုံထွက်ကိုလက်မဘက်ကထားမယ်လက်မဘက်ကထားဖို့အတွက်ဆိုရင်လက်မကို9လက်မအတော်တွင်ထားမယ်ကျွန်တော်တို့ရဲ့ဗလာစာကိုအခုကျွန်တော်ဆော့တော့တော့သင်ခန်းစာမသင်ခင်မှာပြောထားတယ်အဲ့ဒါကိန်းမြင်းခွေးမှာနော်မြင်းခွေးမှာအဲ့တော့ unit သတ်မှတ်တာတွေကိုအသေးစိတ်ပြောမယ်ဆိုတာကျွန်တော်အခုပြောပြီနော်အဲ့တော့ဒီအလျားလိုက်ဝင်ရိုးမှာအလျားလိုက်ဝင်ရိုးဆွဲပြီးဆိုအလျားလိုက်ဝင်ရိုးကိုကျွန်တော်တို့ကလက်မဘက်ကထားမယ်အဲ့လက်မဘက်ကထားတဲ့ပုံမှာကုံထွက်ကိုကြည့်လိုက်ကုံထွက်ကဒီမှာ9တီရှိတယ်9တီရှိလို့ရှိရင်အဲ့လက်မဘက်ကိုကျွန်တော်တို့က9လက်မဝင်းကျင်ထားရမယ်9လက်မဝင်းကျင်အလျားလိုက်ကရှည်လေဒေါင်လိုက်ကိုကြိုက်တယ်လို့ကစားလို့ရတယ်ဘာဖြစ်လို့ဒေါင်လိုက်ကစားရလဲဆိုရင်ဒေါင်လိုက်ကအလျားထိုက်တဲ့ရှည်နေလို့မရဘူးပုံနေထဲကကြိုက်တဲ့ပုံကိုကြည့်အခန်း2ပဲကြည့်အခန်း3ပဲကြည့်အလျားလိုက်ကဒေါင်လိုက်တဲ့ရှည်ဦးရှည်ရတယ်စကင်မှာလည်းအဲ့တိုင်းပဲပြောထားတာအဲ့တိုင်းပဲပုံမှာဆွဲထားတယ်အဲ့တော့အလျားလိုက်ဒီဒေါင်လိုက်ထက်ရှည်ရမယ်ဒေါင်လိုက်ကတိုးရမယ်အဲကြောင့်မလို့ဒေါင်လိုက်ကိုကျွန်တော်တို့ကကိန်းရဘလို့သတ်မှတ်မလဲခဏထားအောင်အလျားလိုက်ကိုကျွန်တော်တို့က9လက်မဝင်းကျင်ရှိရမယ်9လက်မဝင်းကျင်အဲ့တော့ဘလို့သတ်မှတ်မလဲဆိုရင်9လက်မလို့ပြောတဲ့အတွက်ကြောင့်လက်မဘက်မှာအစိမ်90ရှိတယ်ကျွန်တော်ကျောင်းသားတွေပုံမမအောင်သင်တယ်နီး90ရှိတယ်90ကုံထွက်9ဆိုရင်အဲ့ဒါ9နဲ့စားတဲ့အခါမှာရားလက်က9လီ49အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က9စိတ်ထား9စိတ်နဲ့အဲ့ဒါ9စိတ်နဲ့9ကွက်ဆိုရင်4လက်မနဲ့6စိတ်เนาะ4လက်မနဲ့49စိတ်ရှိလိမ့်မယ်အဲ့လိုပဲတကယ်လို့အဲ့ဒီမှာ6ဖြစ်ခဲ့မယ်ဆိုရင်အဲ့50ကိုเนาะ50ကိုအဲ့ဒါ6နဲ့စား6နဲ့စားရင်6 8လီ48အဲ့တော့8စိတ်နဲ့သွား6 8 40နဲ့မှ8စိတ်9လက်မမပြေဘူးဗလာစာအုပ်က9လက်မခွဲရှိတယ်အဖြေလွှာလဲ9လက်မခွဲရှိတယ်အဲ့အတွက်ကြောင့်မလို့အလျားလိုက်ကိုစနိုင်တယ်လို့ဆွဲဆန်ထားခြင်းဟာဒေါင်လိုက်အတွက်ဘာဖြစ်ဒေါင်လိုက်မြင်းအတွက်ပို့ပြီးတော့အခွင့်အရေးရတယ်အဲ့တော့အဲ့စကေးမှန်မှာကျွန်တော်တို့ကမြင်းခွေးမှန်မှာအဲ့စကေးကိုမှန်ဖို့ចောင်းသားတွေကိုအသေးထားခိုင်းမှုလိုအပ်တယ်တကယ်လို့အဲ့ဒီမှာကုံထွက်က6ဖြစ်နေတယ်ဆိုရင်အဲ့50ကို6နဲ့စားလိုက်လို့ရှိရင်9 5လီ45 5စိတ်ပဲ45ဖြစ်တဲ့အတွက်ကြောင့်4လက်မခွဲမှာစုံသွားလိမ့်မယ်6စိတ်နော်9ကုံထွက်9ဆိုရင်တကယ်လို့အဲ့ဒီမှာစောစောကပြောသလိုဒီမှာ6ခွန်8နော်အဲ့တော့6နဲ့ဆိုရင်8စိတ်အစား80ဖြင့်တကယ်လို့အဲ့ဒါ9ဆိုရင်တော့အဲ့မှာ9နဲ့10ဆိုရင်တော့9ဘာဖြစ်လဲဆိုရင်9စိတ်စီနဲ့သွားမှာပေါ့နော်လက်မဝက်နဲ့10ဆိုရင်အဲ့ဒါဘာဖြစ်လဲ9လက်မကွက်တီပဲ9လက်မထက်မကျော်ဘူးကုံထွက်ကိုလည်း10ထက်ကျော်ပြီးပေးတာမရှိဘူးအဲ့တော့မေကွန်ဟောင်းနေမှာပြန်ကြည့်9 6ခွန်8 9 10အများဆုံးပဲနော်အဲ့ဒီခါကြလို့ရှိရင်ကျွန်တော်8ထားမယ်ဆိုရင်8ဆိုရင်6စိတ်အဲ့တော့50ကိုကျွန်တော်တို့ကဘယ်လောက်နဲ့စားမှလဲဆိုလို့ရှိရင်အဲ့တော့ तू ကဒီကုံထွက်က6လို့ပေးထားတာမဟုတ်8လို့ပေးထားတော့8နဲ့စား8နဲ့စား88အဲ့ဒါဘာဖြစ်လဲဆိုရင်86လီ48 6စိတ်သွား4လက်မနဲ့8စိတ်မှာဂိတ်ဆုံးသွားလိမ့်မယ်ပြီးတော့မြင်းတွေကိုကျွန်တော်တို့အတိပဲထားမယ်အဲ့ဒါလေးလည်းပြောမယ်အမြင်းတွေတင်ချာနဲ့မှားတတ်တယ်မြားတွေထည့်တာမြားတွေကမြားကောင်းတွေမထည့်ရဘူးအတိပဲထားမယ်နော်ဒါကအလျားလိုက်မှာဒေါင်လိုက်ကိုဘာနဲ့ထားမလဲဆိုဒေါင်လိုက်ကိုစင်တီမီတာနဲ့ထားနော်စင်တီမီတာနဲ့ထားစင်တီမီတာပဲထားရင်ပို့လွယ်တယ်ဘာလို့စင်တီမီတာမှာအစိတ်ကလေးတွေ10စိတ်ပါ1စင်တီမီတာမှာအစိတ်10စိတ်ရှိတယ်အခုဒီမှာဆိုကျွန်တော်တို့ကဘယ်လောက်လဲဆိုလို့ရှိရင်အများဆုံးကဒီနှစ်ခုပဲဆွဲရမှာ AC နဲ့ MC နှစ်ခုပဲဆွဲရမှာ AC ကိုကြည့်လိုက်ရင် AC ကအများဆုံးက200 MC ကအများဆုံးက130 130 200ဆို200ကိုကျွန်တော်တို့ကအများဆုံးယူရမယ်အဲ့အများဆုံး200ဆိုတော့20နဲ့သွားရင်ရမယ်10နဲ့သွားရင်အဲ့ဒီမှာအကွက်ပေါင်း
အကွက်20တောင်ဖြစ်နေမှာအဲ့တော့စင်တီမီတာ20ဆိုတော့9လက်မှကျော်နေတယ်အဲ့တော့ down light မြင်းကအလျားလိုက်မြင်းထက်ကျွန်တော်တို့ကဘာဖြစ်ရမလဲတူရမယ်အဲ့ဒါလေးခေါင်းထဲကိုထည့်ပေးတာအဲ့တော့စကီးသတ်မှတ်တော့မယ်ဆိုရင် down light ဒီအလျားလိုက်ထက်ဘာဖြစ်ရမလဲတူရမယ်အလျားလိုက်ကရှည်ရမယ် down light ထက်အဲ့လိုမျိုးလေးအဲ့တော့ကျွန်တော်တို့ကအကြောင်းသားကိုကျွန်တော်ဆိုလို့ရှိရင်9လက်မှဝင်ချင်ထားမယ်အဲ့တော့လုံသားကိုကြည့်အခန်း2ဆိုရင်လုံသားကိုကြည့်အခန်း3ဆိုရင်ကုံထွက်ကိုကြည့်ကုံထွက်နဲ့စားလိုက်ရ50ကိုကုံထွက်နဲ့စားရလာတဲ့ရလက်အကျွင်းကိုပြောတာမဟုတ်ရလက်က9ဆို9စိတ်ထား6ဆိုရင်6စိတ်ထား8ဆိုရင်8စိတ်ထားအဲ့လိုမျိုးထားခိုင်းတယ်အဲ့ဒါလွယ်တယ်ကျောင်းသားလည်းအသေးမှတ်မိတယ်เนาะကျွန်တော်တို့ဒါဆိုရင်အဲ့တော့ဒီမှာเนาะဒီမှာကျွန်တော်တို့ကဒီနှစ်ကွက်ကိုကျွန်တော်တို့ကပြန်ကြည့်ပြီးတော့ဆွဲမယ်ပြန်ကြည့်ပြီးဆွဲမှဖြစ်တော့ကျွန်တော်ကတော့ဘာဖြစ်မလဲဆိုရင်ဒီဇရာလေးနှစ်ကွက်ကိုဟိုဘက်ကိုယူသွားမယ်အဲ့တော့ကျောင်းသားတွေအတွက်လည်းစာမျက်နှာကိုမှန်လန်ရအောင်เนาะဘာဖြစ်လဲဆိုမျက်နှာချင်းဆိုင်တွက်တာကောင်းတယ်เนาะဇရာကဘယ်ဘက်မှာဆိုရင်ပုံကညာဘက်မှာဒါဆိုရင်မမှားတော့အမှားနဲ့အောင်ကျွန်တော်ကျောင်းသားတွေကျွန်တော်အဲ့လိုစပြီးအသေးစိတ်ကျွန်တော်ရှင်းတယ်အဲ့တော့ဒီဇရာလေးပေါ့เนาะကျွန်တော်တို့ဒီမှာအင်္ဂလိပ်လိုအတူကောက်လေးနဲ့ပြန်ပြီးတော့ကူးထည့်ထားတာဒီဇရာလေးကိုကြည့်ပြီးတော့ကျွန်တော်ကအခုဒီမှာအလျားလိုက်မှာဆိုရင်ဒါကျွန်တော်ကတော့ကွန်ပျူတာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင်ဒါအဆင်ပြေအောင်သတ်မှတ်တာပေါ့နော်အလျားလိုက်က down light ထက်ဘာဖြစ်ရရှည်ရမယ်အဲ့တော့ဒီမှာကျွန်တော် down light စကေးရဒီမှာဒါစင်တီမီတာမျိုးအကြည့်လိုက်လို့ရှိရင်ဒါဒီအဲ့ဒါ20 40နဲ့ပေးထားတာအဲ့တော့ဒီမှာဆိုလို့ရှိရင်20 40ရနဲ့200အထိဆိုတော့200အတိပဲမြင်းကိုရှည်လည်းမဆွဲဘူးမြားလည်းမဆွဲဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကျဲအောင်ဆွဲတယ်အဲ့ဒါပုံနေတွေကပုံနေတဲ့လိုက်ကြည့်အကုန်လုံးကအလျားလိုက်ကအရှည် down light ကအတူတချို့တွေကအမှမှားတယ်တချို့ဆရာမတွေကျွန်တော်တို့မြို့နယ်မှာလည်းရှိတယ်စကေးတူအောင်ပေးစကေးတူအောင်ပေးလို့ရှင်အဲ့ကောင်အမှ10ခွက်ဆွဲလို့ရှင်ဒီကောင်ကြီးကဒါရှိနေမှာဒီကောင်9ခွက်ပဲရှိတယ်အဲ့ဒါဆိုပုံကြီးကရှည်ဘလိုမျိုးကြီးရှည်မျောကြီးဖြစ်နေရောရှည်မျောကြီးဖြစ်နေလို့ရှင်ပုံကအစင်မပြေဘူးပေါ့နော်ကြည့်လိုက်တဲ့အခါပုံကမှားတဲ့ရောင်ဖြစ်နေတယ်အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်အမှတ်ချစ်တဲ့သူတွေကသူပေတံနဲ့လိုက်ထောက်တဲ့အခါမျိုးတွေရှိတယ်နော်မှားလားမှန်လားဆိုတာအဲ့ဒီခါကြလို့ရှိရင်အမှားပေါ်သွားအဲ့တော့အများအပြင်စကေးမှန်မှာစကီးကိုသူကတတ်မှတ်ပေးထားတာစကီးကိုတတ်မှတ်ပေးတယ်စကီးမှန်မှဝင်ရိုးမြင်းခွေးတွေကမှန်မှာဒီစကီးမှားနေပြီဆိုရင်အဲ့ down line နဲ့အလျားလိုက်စကီးမှားပြီဆိုရင်ပုံကမှားပြီပဲအဲ့တော့ဒီစကီးထားတဲ့နေရာပညာသားပါတယ်အဲ့တော့ကျွန်တော်တို့အဆက်တီချပြီးတော့မြင်းခွေးဆွဲတာကပညာသားမပါဘာလို့ပညာသားမပါလဲအဆက်နှစ်ခုစုံတဲ့နေရာအဆက်ကလေးတွေလိုက်ချတယ်အဲ့တော့ဒီမှာဆိုရင်ဒါ1နဲ့20နဲ့200နဲ့စုံတဲ့နေရာတစ်စက်ချလိုက်ပြီးပြီလေတစ်စက်ဒီလိုက်ချပြီးမြင်းခွေးဆွဲလိုက်ပြီးသွားနော်အဲ့တော့စကီးထားတဲ့နေရာအခန်း2ကောအခန်း3ကဝင်ရိုးမှာစကီးသတ်မှတ်ခြင်းဟာပညာသားပါတယ်ဒီမြင်းခွေးဆွဲတဲ့နေရာဝင်ရိုးတော့ပညာသားမပါဘူးအဲဒါကျွန်တော်တို့ကနာမည်တွေပေးမယ်စရိတ်ချက်အလျားလိုက်ကပုံထွက်ယူနှစ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်3ညဆွဲစရာမလို1ကမှ1နဲ့200နဲ့စုံတဲ့နေရာတစ်စက်ချ2နဲ့120နဲ့စုံတဲ့နေရာမှာတစ်စက်ချ3နဲ့90နဲ့စုံတဲ့နေရာ3နဲ့90နဲ့နေရာဆိုတော့90ကျွန်တော်တို့ကမှတ်မထားဘူးလေ80နဲ့100ရဲ့အလဲကောင်တက်တဲ့မှာ90ရှိတယ်အဲ့မှာ10စိတ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်1 cm เนาะ1 cm ကို20သတ်မှတ်ထားတာ2 cm 40အဲ့လိုမျိုးသတ်မှတ်ထားတာအဲ့တော့ဗလာစာအုပ်မှာဆိုရင်အဲ့လိုသတ်မှတ်ထားတဲ့အတွက်ကြောင့်ဒီမှာဆို9စိတ်9စိတ်ဒီကအလဲကောင်ပဲအဲ့တော့ဒီမှာ80နဲ့100ကြားအလဲကောင်ဒီ9စိတ်အဲ့တော့အဲ့9စိတ်ကနေဒီပါပြီဒီမှာဆိုရင်1 cm 1 cm 2 cm 3 cm 4 cm က80 4 cm ခွဲအဲ့ရနေမြင်းဆွဲဒီကနေ3နဲ့စုံတဲ့နေရာမှာတစ်စက်ချဟုတ်ပြီနော်ဒါဆိုရင်နောက်တက်က480.5 80ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီလဲကောင်းမှာ80လို့ပြောတယ်တစ်စိမ့်လောက်တိုးလိုက်ရပြီအဲ့တော့ပြောချင်တာက3 cm နဲ့ဒါပါပြီ3 cm 3 cm ဆိုလို့ရှိရင်60အဲ့တော့80ဆိုတဲ့အတွက်ကြောင့်မလို့ဒီမှာ2စိတ်ခွဲရှိမယ်အဲ့တော့2စိတ်ခွဲကိုနည်းနည်းလေးတိုးလိုက်ရပြီအဲ့တော့80.5ပြီး80ဆိုတော့60နဲ့80ရဲ့အလဲကောင်အကောင်က80เนาะပြီးတော့လို့ရှင်85ပြည့်တဲ့အတွက်ကြောင့်မလို့ဒီမှာက80ရှိတယ်အဲ့တော့ဒီအလဲကောင်တဝက်ထပ်ပိုင်း85ရှိမယ်အဲ့ကောင်နဲ့ဒီမှာ6နဲ့စုံတဲ့နေရာတစ်စက်ချပြီး80နဲ့.9 80နဲ့ဆို80ရာဒီမှာ80နဲ့ဆိုတော့ဒါဘာဖြစ်လဲဆိုရင်တစိမ့်ပေါ့เนาะ80နဲ့တစိမ့်ဆိုလို့ရှိရင်80နဲ့ရအဲ့ကောင်လေးတွေကိုကျွန်တော်တို့ကဆက်လိုက်တဲ့အခါမှာမြင်းခွေးရသွားနာမည်ပေးမယ်ပြန်မြန်စိတ် AC ဟုတ်နော်အဲ့တော့နောက်တစ်ခါလဲအဲ့လို MC အဲ့မှာအထူးတတိထားမှာ MC ပဲเนาะ MC ကို तू ကဘယ်လိုပေးထားလဲ MC ဒီဂျာမတ်ကဆွဲရမှာ
နော်ဂျာမတ်ကဆိုရမယ် MC ဒီအခန်း2ဆိုရင် MP အခန်း3ဆိုရင် MC အဲ့တော့ဂျာမတ်ကဆိုရဘလို့ဂျာမတ်ကဆွဲမှာလဲဆိုရင်တစ်ဆိုလို့ရှိရင်3ညနဲ့1ကြာနော်ကျွန်တော်တို့ကဒီမှာဇရာကိုနှောက်တစ်ခေါက်ပြန်ပြင်မဆွဲလို့မှန်တယ်ကြတော့ဒီကောင်တွေကဇရာကဂျားမှာချရတာဇရာကိုသူ့ကိုတက်တက်ဒီဂျားကိန်းဆွဲပေးရတာဒါဆရာကိုင်ထဲမှာဒီလိုဆွဲထားတာအဲ့တော့မနစ်ကစစဆုံး2024ဆိုဒီ MC တို့ MP တို့အတွက်တော့ငင်းခုန်နေတော့ဖြစ်တယ်နောက်ပြီးဆုံးတော့ဇရာကတော့ရတယ်နော်ဇရာကတော့ဘလို့ဆွဲရတယ်ကျွန်တော်မြင်းခွေးဆွဲတဲ့အခါကျတော့ဂျားကိန်းသတ်မှတ်ရမယ်အဲ့ဒါចောင်းသားတွေကိုတေချာသိရမယ်အခန်း2ဆိုရင် MP အခန်း3ဆိုရင် MC အဲ့တော့တစ်ကိုဆွဲဖို့အတွက်ဆိုလို့ရှိရင်တစ်ဆိုရင်3ညနဲ့1ကြာ3ညနဲ့1ကြာ3ညနဲ့1ကြာမြင်းထောင်အဲ့တော့100လို့ပြောတဲ့အတွက်100နဲ့စုံတဲ့နေရာမှာတစ်စက်ချအဲ့တော့100နဲ့စုံကြအောင်တစ်စက်ချမယ်ပြီးသွားလို့ရှိရင်3ဆိုလို့2ဆိုလို့ရှိရင်120 2ဆိုရင်1နဲ့2ကြာအဲ့ရနဲ့မြင်းထောင်အဲ့တော့ဘလို့40လို့ပြောတဲ့အတွက်ကျွန်တော်တို့ဒီမှာ40ပြီးရင်3ဆိုလို့ရှိရင်30 3ဆိုတော့ဒီမှာ2နဲ့3ကြာမြင်းထောင်30ဖြစ်တဲ့ကြောင့်20နဲ့40ရဲ့အလဲကောင်အမှ30နောက်တစ်ခါ4ဆိုရင်20 3နဲ့4ကြာနဲ့20မြင်းထောင်လိုက်ဒီမှာ20နဲ့ဒီမှာတန်းနေတဲ့နေရာအဲ့တော့9ဆိုရင်60 5ဆိုရင်60ဆိုတော့4နဲ့5ကြာ60လို့ပြောရဲ3စင်တီမီတာအစားရှိတယ်ဒီမှာဒီလိုတန်းတဲ့နေရာ6ဆိုရင်100 6ဆိုရင်9နဲ့6ကြာနဲ့မြင်းထောင်အလဲကောင်ကနေမြင်းထောင်ထောင်ပြီးသွားရင်100လို့ပြောတဲ့အတွက်ဒီမှာ100နဲ့စုံတဲ့နေရာမှာတစ်ဆက်ချနောက်တစ်ခါ9မှာ130လို့ပြောတဲ့အတွက်9ဆိုတဲ့6နဲ့9ကြာ130ဆိုတဲ့အတွက်ကြောင့်120နဲ့140ရဲ့ကြားအဲ့နေရာမှာတစ်ဆက်ချအဲ့ကောင်တွေကိုဆက်လိုက်ဒါဆိုလို့ရှိရင် MC မြင်းခွေးရသွားပြီအဲ့တော့ဒီအပိုင်းမှာနော်ဘလောက်ပေးလဲဆိုရင်စကီးမှန်တာကတမှတ်ပေးတယ်ဒီဝင်ရိုးတွေစကီးတွေမှန်တာတမှတ် MC နဲ့ MC က 1.5 နော်အဲ့တော့တမှတ်ခွဲ MC ကတမှတ်ခွဲ AC နဲ့ MC ကနှစ်ခုပေါင်းရင်3မှတ်ဒီဝင်ရိုးကမှန်တာကတမှတ်ဆိုတော့အဲ့ဒီမှာဘောင်း4မှတ်စောစောကတော့အရှိမ3မှတ်ရတာဆို9မှတ်3သက်ချက်ရေးရအောင်မယ်3သက်ချက်ရေးမယ်ဆိုတော့စာမျက်နှာ62က AC နဲ့ MC ဆက်ပုံရဲ့နော် PM မတိုင်ခင် PM နောက်ပိုင်းအဲ့3ချက်ကိုရေးရမှာအဲ့ဒါဒီ3မှတ်ပဲနော်အဲ့တော့ကုန်ထွက်တွေတိုးလာတဲ့အတူဆိုပြီးသူပြောထားတယ်လေကုန်ထွက်တိုးလာတဲ့အခါမှာတဲ့ပြင်းပြစိတ်တွေကကျဆင်းသွားတယ်အနေဆုံးဆင့်ပြီးရောက်ပြီးတော့ပြန်တက်သွားတယ်အဲ့လိုမျိုးဒီ cross ဖြစ်တဲ့နေရာအဲ့တော့အစရှိတဲ့ဖြင့်ကျွန်တော်တို့ကကုန်ထွက်တိုးလာသည့်နေ့များပြင်းပြစိတ် AC ကျဆင်းလာတဲ့အဆုံးသက်စိတ် MC ကပြင်းပြစိတ်မြင်ကွေအောက်မှာရှိတယ်နောက်တော့ကပြင်းပြစိတ်ရိတ်တက်လာတဲ့အခါအဆုံးသက်စိတ်ကပြင်းပြစိတ်ရဲ့အထက်မှာရှိတယ်နောက်တော့ကပြင်းပြစိတ်ကျဆင်းတဲ့အဆုံးသက်စိတ်ဒီပြင်းပြစိတ်မြင်ကွေအနေဆုံးမှတ်ကိုဖြတ်ပြီးတော့၎င်းမှတ်မှာ MC နဲ့ AC ကတူညီကြတယ်အဲ့ဒါစာမျက်နှာ62မှာရှိတယ်အဲ့3ချက်က3မှတ်ရတယ်ဆိုတော့9မှတ်နဲ့ဆိုတော့အားလုံးပေါင်း10မှတ်ဟုတ်ပြီကျွန်တော်ရဲ့သင်ခန်းစာလေးရှင်းလင်းမှုပြီးသွားပြီကျွန်တော်ရဲ့ G12 Economic သင်ခန်းစာတွေကိုသင်ရိုးကုန်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်8836183953ကိုဆက်သွယ်ပြီးတော့အဲ့တော့ဆွေးနွေးနိုင်ပါတယ်သင်ရိုးကုန်သင်ခန်းစာတွေကိုအင်ကြီးတစ်ထည်ဘိုးစာလောက်နဲ့ကျွန်တော်ဖန်တီးပေးထားပါတယ်ကျွန်တော်တို့ကဗီဒီယိုတွေဖန်တီးတာအခုဆိုရင်ကျွန်တော်ညှင်းနေတယ်เนาะ12နာရီခွဲတစ်ချက်တီးလောက်အဲ့လိုအခြေအနေမျိုးမှာအတန်သွင်းရတာအတန်ငြိမ်နေတဲ့အချိန်ပေါ့เนาะပတ်ဝန်းကျင်တန်တွေတိတ်ဆိတ်နေတဲ့အချိန်မှာအတန်သွင်းရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ကြိုးစားအထောက်မှုလေးတွေလည်းရှိတယ်နောက်တစ်ခါကုန်ကြစိတ်လည်းကျွန်တော်တို့အဲ့ဒါဒီ Wi-Fi တွေဘာတွေပေါ့เนาะအဲ့လိုကုန်ကြစိတ်တွေလည်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နည်းနည်းမစွတ်မပုတ်ကလေးပြန်ယူတဲ့သဘောပါเนาะပညာဆိုတဲ့သဘောတဘာဝလေးမှာနည်းနည်းလေးအဲ့ဒါ free သင်ခန်းစာတွေကိုလည်းကျွန်တော် YouTube မှာတင်ပေးတယ်လို့အကုန်လုံးတော့ကျွန်တော်တို့ကသင်ခန်းစာတွေကို YouTube မှာတင်ပေးလို့မရဘူးကျွန်တော်တို့ရဲ့ကုန်ကြစိတ်လေးတွေကိုပြန်လည်ကာမိအောင်ဆိုတဲ့ကြီးပဲချက်မျိုးနဲ့အဲ့တော့အင်ကြီးတစ်ထည်ဘူးစာလောက်တော့ကျွန်တော်တို့ကသင်ခန်းစာတွေကိုယူပါတယ်နော်တိတ်မကြခင်နဲ့ကျွန်တော်ရဲ့တွက်စာစာအုပ်လေးထွက်မှာဖြစ်ပါတယ်အဲ့တော့2024 25 26မေကွန်း3နှစ်စာမေကွန်း23စုံအပြင်၄ကျင့်ခန်းတွေအစုံနဲ့အပုတ်ရေပေါင်း145ပုတ်ဝန်းကျင်145ပုတ်အကျော်တယ်အဲ့လောက်ထိပါဝင်မဲ့စာအုပ်လေးထုတ်မှာဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေကြောင်းဆုတောင်းမေတ္တာပို့တာရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲရနာပါတယ်ခင်ဗျာ